Hi အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Java အင်္ဂလိပ်စာကိုအခြေခံစပြီးတော့လေ့ကျင့်ခြင်းပဲမယ်ဘယ်ကဆက်ရမှန်းမသိဖြစ်နေပါသလားဒီနေ့ဗီဒီယိုလေးမှာတော့အင်္ဂလိပ်စကားပြောတတ်ဖို့အတွက်အခြေခံအကျဆုံးအမေးအဖြေစာကြောင်း20ကိုညွှန်ပြတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ So let's get started တခြားလူကိုနေကောင်းလားလို့မေးချင်တယ်ဆိုရင် How are you နေကောင်းလားကောင်းတယ် I am fine. I am fine. နေကောင်းပါတယ်နောက်တစ်ခု Thanks ဒါမှမဟုတ်ရင် Thank you. Thanks ဒါမှမဟုတ်ရင် Thank you. ကျေးဇူးပါအခုလိုမေးမြန်းတဲ့အတွက်ကိုကသူ့ကိုပြန်မေးချင်တယ်မင်းရောနေကောင်းလား How are you လို့မမေးတော့ဒီတစ်ခါ And you and you အဲ့ဒါကိုမြန်မြန်ဆိုလိုက်ရင် and you မင်းရောနေကောင်းလား Okay မေးရှိတယ်ပြန်လို့ကြည့်မယ် How are you I am fine thanks and you လိုက်တော့ကြည့်မယ် How are you လိုက်တော့ကြည့်မယ် How are you I am fine thanks and you နာမည်ကိုသိချင်လို့မေးချင်တယ်ဆိုရင် What is your name What is your name What is your name မင်းနာမည်ဘယ်သူလဲကျွန်တော်နာမည်ကတော့ My name is ကျွန်တော်ရဲ့နာမည်ကဖြစ်ပါတယ် My name is Jeff ကျွန်တော်နာမည်ကတော့ Jeff ပါ What is your name My name is Jeff အသက်ဘယ်လောက်ရှိပြီလဲအသက်ကိုမေးချင်တဲ့အခါဆိုရင်တော့ How old are you How old are you How old are you မင်းသားဘယ်လောက်ရှိပြီလဲကျွန်တော်ပြန်ဖြေမယ် I am 20 years old I am 20 years old I am 20 years old ကျွန်တော်ကတော့အသက်20ပါမနမဟုတ်ပါဘူးเนาะ I am 20 years old ကျွန်တော်ကအသက်20ပါ Okay ပြန်ပြောကြည့်မယ် How old are you I am 20 years old မင်းဘယ်ကလာလဲအဲ့လိုမေးချင်တယ်ဆိုရင် Where are you from Where are you from ဘယ်ကလာလဲကျွန်တော်ကမြန်မာကပါ I am from Myanmar I am from Myanmar ကျွန်တော်ကမြန်မာကလာတာပါဒီဖြစ်လေကျွန်တော်ကြည့်မယ် Where are you from I am from Myanmar မင်းဘယ်မှာနေလဲမင်းဘယ်မှာနေလဲကိုအင်္ဂလိပ်လို Where do you live Where do you live မင်းဘယ်မှာနေလဲငါဘန်ကောက်မှာနေတယ်လေ I live in Bangkok I live in Bangkok ငါဘန်ကောက်မှာနေတယ်အမေးဖြေလေးပြန်ပြောကြည့်မယ် Where do you live I live in Bangkok မင်းဘာလို့လဲလို့မေးချင်တယ်ဆိုရင် What do you do မင်းဘာလို့လဲသက်ရှင်နေထိုင်ရတော့ပေါ့နော်အဲ့ဆိုရင်ငါကတော့အင်္ဂလိပ်စာဆရာပါ I am an English teacher I am an English teacher ငါကတော့အင်္ဂလိပ်စာဆရာပါကိုကတကယ်တော့တခြားလုပ်တယ်ဆိုရင်လည်းပြောလို့ရပါတယ်ခုတော့အင်္ဂလိပ်စာဆရာနဲ့ပဲပြောပါအောင်ပဲ What do you do I am an English teacher ဘယ်မှာလုပ်တာလဲအဲ့ဒါလည်းလေလို့ Where do you work Where do you work ဘယ်မှာလုပ်တာလဲငါအိမ်ကနေပဲလုပ်တယ် I work from home I work from home မေးဖြစ်တယ်ပြောကြည့်မယ် Where do you work
I work from home မင်းအလုပ်ကိုမင်းကြိုက်လားအဲ့ဒါကိုအင်္ဂလိပ်လို Do you love your job Do you love your job မင်းအလုပ်ကိုမင်းကြိုက်လားဟာကြိုက်တာပေါ့ Of course I love my job Of course I love my job သိကြတယ်ငါရမ်းကြိုက်လား Okay အမေးဖြေတယ်ပြန်ပြောကြည့်မယ် Do you love your job Of course I love my job မင်းရဲ့ဝါသနာကပါလေအဲ့ဒါကိုအင်္ဂလိပ်လို What is your hobby What is your hobby မင်းရဲ့ဝါသနာကပါလေအဲ့ဒါကိုပြောဖြေခြင်း My hobby is ကိုလို့ချင်တာကိုပြောလို့ရတယ် verb ing ထည့်ပြီးတော့ပေါ့ My hobby is playing football My hobby is playing football မရဲ့ဝတ္တနာကဘောလုံးကစားခြင်းဖြစ်ပါတယ်မိတ်ဖြစ်လေးပြန်လုပ်ကြည့်လိုက်အောင် What is your hobby My hobby is playing football တခြားအရာတွေလည်းထည့်ပြောလို့ရတယ် My hobby is running နောက်တစ်ခု My hobby is flying အဲ့ဒါတော့မရဘူးနော်ပစ္စည်းကရိယာနဲ့ဆိုတော့ fly လို့ရပါတယ်အင်္ဂလိပ်စကားပြောတလားကိုအင်္ဂလိပ်လို Do you speak English Do you speak English မင်းအင်္ဂလိပ်လိုပြောတလားပြောတတ်တယ်နည်းနည်းပြောတတ်တယ် Yes a little bit Yes a little bit မေးဖြေလေးပြန်လုပ်ကြည့်လိုက်အောင် Do you speak English Do you speak English Yes a little bit Yes a little bit ဘယ်နိုင်ထိုးပြီလဲ What time is it What time is it ညံ့ပြောချင်တယ်ဆိုရင် What time is it ဘယ်နိုင်ထိုးပြီလဲအခုနိုင်တော့မရှိဘူးဥပမာပေါ့အခု10နိုင်ထိုးပြီ It is 10 o'clock It is 10 o'clock အခု10နိုင်ထိုးနေပြီ It is 10 o'clock မေးချင်တယ်လို့ကြည့်လိုက်အောင် What time is it It is 10 o'clock It is 10 o'clock မင်းကြိုက်ဆုံးအစားအစာကဘာလဲ What is your favorite food What is your favorite food What is your favorite food မင်းကြိုက်ဆုံးအစားအစာကဘာလဲငါရဲ့ကြိုက်ဆုံးအစားအစာကညားတယ်တစ်ခုပဲထည့်ရမှာဆိုတော့တစ်ခုပဲထည့်လိုက် My favorite food is chicken curry My favorite food is chicken curry ငါကစတိုင်းဟင်းကြိုက်ဆုံးပါမေးချင်တယ်ဘယ်လိုကြည့်လိုက်အောင် What is your favorite food My favorite food is chicken curry မဲလက်ဖက်ရည်တော်မှမဟုတ် coffee ကြိုက်လားအင်္ဂလိပ်လို Do you like coffee or tea all ဆိုတာကနှစ်ခုတည်းတစ်ခုကိုရွေးခိုင်းတာပါ Okay ပြန်ပြောကြည့်အောင် Do you like coffee or tea coffee ဒါမှမဟုတ် tea လက်ဖက်ရည်ကိုကြိုက်သလားအဲ့မှာ coffee နဲ့ tea နေရာမှာအစားထိုးပြီးထည့်လို့ရတယ် orange တို့ apple တို့ကိုကြိုက်တဲ့စားတော့နှစ်ခုလည်းမေးလို့ရတယ် Do you like coffee or tea I prefer tea ငါလက်ဖက်ရည်ကိုပိုကြိုက်တယ် prefer ဆိုတာက like ထည့်ပို့ပြီးတော့မြင်တယ်နှစ်ခုတည်းတစ်ခုကိုရွေးရမယ်ဆိုရင်တော့ကျွန်တော် prefer သုံးတာကပို့ပြီးတော့အဆင်ပြေတယ် I prefer tea ငါလက်ဖက်ရည်ကိုပိုကြိုက်တယ် Okay အမေးဖြေလေးပြန်လို့ကြည့်ရ Okay အမေးဖြေလေးပြန်လို့ကြည့်လိုက်အောင် Do you like coffee or tea I prefer tea မဲဘိုက်စာနေလားအဲ့ဒါကိုအင်္ဂလိပ်လို Are you hungry Are you hungry မဲဘိုက်စာနေလားမစားဘူးကြောက်နော်ဘိုက်အမြဲတမ်းစားနေတယ် Yes I am
Yes, I am. ငါပိုက်စာနေတယ် hungry ကိုထပ်ထည့်စရာမလိုဘူးထည့်ပြီးပြောလို့လည်းရတယ် Yes, I am ဆိုရင်လုံးဝ perfect ဖြစ်သွားပြီနေ့ဖြစ်လေပြန်လို့ရှိလိုက်အောင် Are you hungry? Yes, I am. Yes, I am. ဒါပါလဲလို့အင်္ဂလိပ်လိုမေးချင်တယ်ဆိုရင် What is this? What is this? ဒါကတော့ dictionary ပါအပိဓာစာအုပ်ပါ This is a dictionary. This is a dictionary. ကြာမေးချင်လေပြန်လို့ကြည့်လိုက်အောင် What is it? This is a dictionary. ငါ့ကိုကူညီပေးလို့ရမလားငါ့ကိုကူညီပေးလို့ရမလား Can you help me? Can you help me? ငါကူညီပေးလို့ရမလားသိချတာပေါ့ပြဿနာမရှိဘူးလေ Of course, no problem. Of course, သိကြတာပေါ့ No problem. ပြဿနာမရှိဘူးကူညီပေးလို့ရတယ်အဲ့ဒီခါမျိုးမှာ no problem လို့တော်လို့ရတယ်မေးဖြစ်လေပြန်ပြောကြည့်လိုက်အောင် Can you help me? Of course, no problem. မင်းဘာလုပ်နေတာလဲအဲ့ဒါအင်္ဂလိပ်လို What are you doing? What are you doing? မင်းဘာလုပ်နေတာလဲ I am playing guitar. I am playing guitar. ငါဂီတာတီးနေတာကိုလုပ်နေတာကိုပြောပြလို့ရပါတကယ်လို့စာဖတ်နေတယ်ဆိုရင်နော် I am reading a book. I am reading a book. ငါစာတော့ဖတ်နေတာ Okay ပြန်ပြောကြည့်လိုက်အောင် What are you doing? I am playing guitar. ငါစာကိုဘယ်နားမှာလဲအဲ့ဒါအင်္ဂလိပ်လို Where is my book? Where is my book? Where is my book? ငါစာကိုဘယ်မှာလဲငါစာကစပွဲပါမှာလေ My book is on the table. My book is on the table. ငါရဲ့စာကစပွဲပေါ်မှာရှိပါတယ်မေးဖြေလေးပြန်လုပ်ကြည့်လိုက်အောင် Where is my book? My book is on the table. My book is on the table. Wi-Fi လုံးနေလား Wi-Fi ကောင်းရလားအဲ့ဒါအင်္ဂလိပ်လို Is the Wi-Fi working? Is the Wi-Fi working? Wi-Fi လုံးနေရလား Yes, it is very fast. Yes, it is very fast. ရမ်းမြန်တော့ Wi-Fi ထင်တော့လားအပြင်မှာအဲ့လောက်တမမြင်အောင်တော်တော်လေးဒါစကားအဖြစ်ပြောတာ Okay, Wi-Fi လုံးနေရလား Is the Wi-Fi working? ရမ်းမြန်လား Yes, it is very fast. အမေဖြေတယ်ပြောကြည့်အောင် Is the Wi-Fi working? Yes, it is very fast. Whose book is this? Whose book is this? ဒီစာအုပ်ကဘယ်သူစာအုပ်လဲ It is mine. It is mine. ဒီစာအုပ်ကကျွန်တော်စာအုပ်ပါဒီစာအုပ်ကကျွန်တော်စာအုပ်ပါ It is mine. ဒီစာအုပ်ကကျွန်တော်စာအုပ်ပါမေးဖြစ်တယ်ပြောကြည့်လိုက်အောင် Whose book is this? This book is mine. ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးများတင်ပါတယ် See you in the next video. Bye.